ပထမတော့အားလုံးတည်ပြီးသားဖြစ်တဲ့အားလုံးချစ်ကြတဲ့မန္တလေးရဆိုတော့တယောက်ဖြစ်တဲ့တေးသက်ရှင်ကိုတင်မျိုးကိုဖိတ်ခေါ်ကြပါရရှင်ဆိုမင်းနဲ့စုံတဲ့တချင်းဆိုထားတဲ့တပုတ်ရှိရယ်ဘလို့တပုတ်ရှိရယ်အချစ်ကိုရံတော်ဆိုတဲ့တချင်းလေးလို့မင်္ဂလာပါချစ်ကိုရံတော်ချစ်ကိုရံတော်မန္တလေးပြည်သက်ရှိလားမန္တလေးသားစစ်စစ်နော်ချစ်ရဲ့ကိုရံတော်ချင်းလေးကျွန်တော် YouTube မှာနော်အများကြီးပေါက်ထားတဲ့ချင်းပါအဲ့ဆိုမယ်နော်အားလုံးကပြောလိုက်ကိုကြီးတချင်းဆိုပြီးရင်ကိုကြီးဝတ်ထားတဲ့အင်ကြီးလေးကိုမဲဖောက်ပေးလို့ကျွန်တော်လည်းကျွန်တော်ကိုကြီးကြော်တွေပါဆိုပေးမယ်နော်ဆွဲကြော်လေးကိုဝဲလိုက်မယ်စောင့်ကြည့်လိုက်တိန်းနေရတက်နေနော်လောက်လိုက်မလားချစ်ရဲ့သဘောထားမြေတန်းကိုရန်တော့တယောက်နဲ့တယောက်ချိတ်ခါရည်စရာလေးများတော့ပြနော်ချစ်သူအတွက်ဆိုညရလိုပဲတော့ကြောင်းငန်းနဲ့ဆိုင်ရအချင်တော်လေးများပုံလဲနော်ယူဆိုင်ကတဲ့ချစ်ရဲ့အဝေတော့လိုက်လို့မရတဲ့စာတွေလာပြပေးဖို့မင်းနဲ့နော်ချစ်သူအတွက်ဆိုကတိကလိုပဲတော့ကြောက်တော့မောင်ရဲ့ဖော်လေးစားပါလေချစ်ကလေးကိုမင်းတွေ့ချိုးတော့ပို့တော့ကြောင်းတစ်ခုလုံးတောင်ပြီးစေမမှုပါနော်အေးရတဲ့သွားတိုင်းကကျင်တဲ့ချင်းလေးဒီပြနော်ပြင်းလေဖြောင်းမဲ့ချစ်ရဲ့ဆိုတော့လိုက်လို့မရတဲ့စာတွေလာပြပေးဖို့မင်းနဲ့နော်အချစ်ရင်တပင်းမှာကလေးလေးလိုပဲပြောတစ်ခေါက်လေးလေးအားမရောနောက်တစ်ခါထပ်ဆိုအောင်နော်အဒီပတိလမ်းမှာပါအတူတူတွဲလို့ရှောက်စွန်နော်အချစ်ရဲ့သဘောချအမြဲတမ်းကိုရန်တော့တယောက်နဲ့တယောက်ချိတ်ခိုင်းရည်စရာလေးများပြောပြနော်အချစ်ပြောမြူအောင်လုပ်မဲ့လူရှင်တော့ဟိုကြောင်းငန်းနဲ့ဆိုင်ရအချင်တော်လေးများပုံလဲနော်ကျူဆိုင်တဲ့ချစ်ရဲ့အဝေတော့လိုက်လို့မရတဲ့စာတွေလာပြပေးဖို့ချစ်သူအတွက်ဆိုကတိကလိုပဲတော့ဘယ်နေရာကိုသွားတော့မောင်ကိုထောင်စင်ခေါ်မျက်စိနောက်မဲ့ပဝန်းကျင်ကိုမကြောက်တော့မောင်ရဲ့ဖော်လေးစားပါတဲ့ချစ်ကလေးပေါ်မင်းတွေ့ကြိုးတော့ပို့တော့ကြောင်းတစ်ခုလုံးတောင်သိစေမမှုပါနော်အေးရတဲ့သွားတိုင်းကအကျဉ်းတဲ့ချင်းလေးညပြတော့အပြင်းလေဖြောင်းမဲ့ချစ်ရဲ့ဆိုတော့အတမ်းမီသွားတဲ့ချိန်အိမ်ပြန်ပို့ဖို့စောင်းလဲနော်မိလာရဲ့ဘေးမှာကလေးလေးလိုပဲပြောဟေးတစ်ခေါက်လေး